မင်္ဂလာပါ မင်္ဂလာပါညီမလေး ဒီနေ့စပင်ဘယ်လိုပုံစံမျိုးလေးလုပ်ချင်လဲ ဒီနေ့စပင်လေးကိုကာလာလေးချိန်မယ် ဘီပေါင်းလေးလုပ်မယ်စပင်လေးကအဖြူလေးတွေထွက်တော့ဒီနေ့အဖြူလေးတွေဖုံးအောင်ပေါ့နော် ဖြူဖုံးမဲ့အရောင်လေးပေါ့ ဖြူဖုံးမဲ့အရောင်လေးပေါ့ကာလာလေးချိန်ပြီးတော့ဘီပေါင်းလေးလုပ်မယ် ဟောရက်ခိုင်သူလား ရခိုင် ဟောရက်ခိုင် ချောရနော်ညိုကျော်လေး ဟုတ်တယ်ရက်ခိုင်သူတွေကချောတယ်โอเคအလှဆုံးလုပ်ပေးလိုက်မယ်နော် ကျေးဇူးတင်ပါတယ် ဆက်လိုက်ကြမယ်နော် โอเค ကင်မရာလေး